ဒီနေ့တော့ကျွန်တော်မိတ်ဆွေများလိုက်မော်မိတ်ဆွေများကိုကျွန်တော်မြင်းညံမျိုးရဲ့အဓိကမိန်းလမ်းမကြီးပေါ်မှာရှိတဲ့ဝါလေးတဝိုင်းနဲ့မိတ်ဆက်ပေးပါမယ်နော်ဒါတော့ဆွန်လုံးတရားကြီးဖြစ်ပါတယ်ဆွန်လုံးတရားကြီးရဲ့တောင်ဘက်ကဲ့ရဲ့ဒီမှာရှိတဲ့မိန်းလမ်းမကြီးပါတကယ်နေရာကောင်းပေါ့နော်ဒါတော့ဗိုလ်ချုပ်လမ်းမကြီးလဲခေါ်တယ်မိတ်တီလာလမ်းမကြီးလဲခေါ်တယ်ပေါ့နော်ဒီလမ်းမကြီးကတော့အဓိကမြင်းညံမျိုးရဲ့တက်သွေးကြောပါပဲကျွန်တော်ဗကညောင်ဘက်ကိုပဲသွားမိတ်တီလာရန်ကုန်ဘက်ကိုပဲသွားဒီလမ်းမကြီးပေါ်ကနေပဲဖြတ်သွားတာနော်ကျွန်တော်တို့ကောင်းဟိုတယ်ရဲ့တောင်ဘက်ကျွန်တော်တို့ကကမ္ဘောဇဘန်3နဲ့တို့မြတ်ချင်းတိုင်းပေါ့နော်တော့ရှေ့ဘက်လက်ဝိုင်းပြည်လေးတစ်ဝိုင်းမှာခိုင်မာမှုတော့ကလည်းလုံးဝ230ခရံပြည်ကိုမြည်တော့မူရင်းပါခင်ဗျာခရံမူရင်းနဲ့ရပါမယ်ကျွန်တော်တို့ဒီမဲ့ဝိုင်းရှေ့မှာဆိုလည်းမြေပိုးတွေအများကြီးကျတယ်နော်ဆုံးလုံးပန်းကင်းစားတော့ကမ္ဘောဇဘန်3နဲ့မြတ်ချင်းတိုင်းကမ္ဘောဇဘန်3မြတ်ချင်းတိုင်းအင်းလမ်းမေးတယ်ဘုရားလမ်းမေးဒီလိုတွေအများကြီးကျတယ်22ပေရှင်းပြတာလေးကတော့ကျွန်တော်တို့22ပေခွဲတကားတွေပါကျင်းတဲ့လူထင်ရမျိုးရဲ့တိုင်းတာနဲ့မိန်းလမ်းပေါ်မှာဧရိယာရဆိုတော့ကျင်းတဲ့ထဲမပါပါဘူးပေါ့နော်နောက်ကအရှိက150နဲ့မှ5ပြီပါကတော့ဝင်းနေရပေါ့ဟိုတတိုင်းကတော့ဒီဘက်ချက်ခတ်ထားတယ်နောက်ပိတ်ခတ်ထားတယ်ကျွန်တော်တို့ခတ်မှာတော့နောက်ပိတ်ဟိုတိုင်းခတ်ထားတယ်ပေါ့နော်ညီလဲလုံးဝအကုန်လုံးညှိပြီးသားဘာမှလုံးစားဘူးပေါ့နော်မိန်းလမ်းပေးပေါ်မှာဘက်ကလည်းဝင်းနေရလေးနဲ့ပါဒီဝိုင်းလေးကို3,400တဲ့ညီနိုင်နဲ့ရောင်းချပေးမယ်ထူထူလေးလျှော့ပေးမယ်ဒီဝိုင်းမှာ1 square ကိုတစ်သက်2000ကျော်လေးနဲ့ရမယ်နေထားလေးပါနော်ထုံးသားတဲ့မိတ်ဆွေများကျွန်တော်ဖုန်းနံပါတ်များကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျ